မှာချစ်ကမရောဝါမင်းတယောက်တည်းကိုတို့မြဲချင်မှာသစ္စာမပြတ်ပါချစ်ဆုံးကလေးဒီတို့လုံးဝေးလေညညဆိုဖုံးမြေပြောမေအမနေနေတော့ချစ်ဆုံးကလေးတို့ရဲ့ချစ်တာမင်းသိနေရပဲဖုံးကလေးပြောရင်လွမ်းပြေကြမေမိုင်းတုံးရှိတို့လုံးဝေးလေတို့ရဲ့မှာချစ်ကမရောဝါမင်းတယောက်တည်းကိုတို့မြဲချင်မှာသစ္စာမပြတ်ပါချစ်ဆုံးကလေးဒီတို့လုံးဝေးလေညညဆိုဖုံးမြေပြောမေအမနေနေတော့ချစ်ဆုံးကလေးတို့ရဲ့ချစ်တာမင်းသိနေရပဲဖုံးကလေးပြောရင်လွမ်းပြေကြမေဖုံးပြောရင်လွမ်းမြေမကြတဲ့ချစ်ရဲ့အာတင်ထားပါလွမ်းမြေရဲ့သုံးပြေလိုက်ပါတို့ကြိုးစားဖို့မင်းပြုံးပြပါလားချစ်ဆုံးပြုံးကအာစီတစ်ခွက်ပါချမ်းမေချစ်တဲ့အဝါချီတူနေဖို့တို့ကြိုးစားခြင်းချစ်ဆုံးရဲ့နားလေပြီးပါအောင်မြင်တဲ့တနေ့ပြီးပြန်လာမှာပါအာတင်ထားတော့ချစ်ဆုံးကလေးမိဝီနေလေနေချင်နေမေရှိတို့လုံးဝေးလေတို့ရဲ့မှာချစ်ကမရောဝါမင်းတယောက်တည်းကိုတို့မြဲချင်မှာသစ္စာမပြတ်ပါချစ်ဆုံးကလေးဒီတို့လုံးဝေးလေညညဆိုဖုံးမြေပြောမေအမနေနေတော့ချစ်ဆုံးကလေးတို့ရဲ့ချစ်တာမင်းသိနေရပဲဖုံးကလေးပြောရင်လွမ်းပြေကြမေဖုံးပြောရင်လွမ်းမြေမကြတဲ့ချစ်ရဲ့အာတင်ထားပါလွမ်းမြေရဲ့သုံးပြေလိုက်ပါတို့ကြိုးစားဖို့မင်းပြုံးပြပါလားချစ်ဆုံးပြုံးကအာစီတစ်ခွက်ပါချမ်းမေချစ်တဲ့အဝါချီတူနေဖို့တို့ကြိုးစားခြင်းချစ်ဆုံးရဲ့နားလေပြီးပါအောင်မြင်တဲ့တနေ့ပြီးပြန်လာမှာပါအာတင်ထားတော့ချစ်ဆုံးကလေးမိဝီနေလေနေချင်နေမေဖြ
ပြောကိုညမရဲ့အလားရှိကကြည့်မလားဘေးကကြည့်မလားနောက်ကကြည့်မလားအသက်ရွယ်နဲ့မလိုက်အောင်ပဲယူယူလေးနဲ့အရန်ကိုလာတာအပြားဆရာတွေရေးဖွဲ့လို့မမီပကြီးဆရာတော်လက်မိုင်းငေးတယ်ဒိတ်အောင်တဲ့ပြူဟိုင်းတွေနဲ့လာမရှင်စမ်းနဲ့ငါညီလေးရကိုညမကစေစားတာတယ်ကွာမမကတိတော့စေလီပါသူဆိုပြီးပို့တင်လိုက်ရင်အားပေးသူကခေရှိတတ်တာမြင်သူတိုင်းဝိုင်းရှိကြတာမြင်သူတိုင်းအားပေးကြတာခင်နှောက်ချင်းညီမလေးတွေနဲ့လာမရှင်စမ်းနေငါကူကြီးရာပူဒီလာမီလိုက်နေကျွန်တော်မမကစေစားတာလေဗျာသိထားသူပါညီပြောသလိုခင်းနောက်မရောက်ပါမြမကုန်းဆောင်တဲ့မြမမလေးပါအသက်ရွယ်နဲ့မလိုက်အောင်ပဲရေပုံချိတ်တမိတ်အမြဲဝလို့သာဒီရင်လေးချောတဲ့လာတယ်မြင်သူတိုင်းချီကျူးကြတယ်ပူသေးလာမေးလိုက်မယ်ကိုညမလေးကစေစားတာတယ်ကွာချိုက်ရှင်းတော့ဘယ်သူမလဲကိုကြီးဟာဒါပေါ့ညီယာတယောက်တစ်မျိုးစီပေါ့ချစ်ခဲ့ရအိမ်မလေးလည်းမဟုတ်တလို့ပုံမြင်တဲ့ပုံလည်းမဟုတ်ပါကွာဝီးနေတာပါကြောင့်လေဖြီးရှာလို့လည်းမရပါတကယ်ပါနှစ်ယောက်သားချစ်တာတွေရှည်ရီတွေလည်းတက်သည်ဝိုင်းလို့ရခွေတောင်းတန်းကြီးလည်းတက်သည်ပါလေနာနဲ့ကိုချစ်ခဲ့ကြတာတွေပြန်မြေအောင်နိုင်လီရှယ်ရီပန်းပွင့်ခြင်းရှယ်ရီပြည့်ရအောင်မနှစ်ယောက်သားချစ်တွေ့ဖို့ရှယ်ရီပန်းကိုခုလို့ရေဂီတာထပ်ပန်းပြီးခဲ့စီမေချစ်တွေ့ဖို့နန်းလေးပြီးသူရေမြူရီကလည်းမိုင်းဝီတောင်းတန်းများရဲ့ချမ်းမလီနန်းနဲ့ကိုပဲသစ္စာဆိုတောင်းတန်းကြီးကတီပါလေနှစ်ယောက်သားချစ်ခဲ့ကြတာတွေကိုတော့ဖြစ်တဲ့ဝီကြပြီနာနဲ့ကိုသိချစ်ခဲ့တာအိမ်မလေးလည်းမဟုတ်ပါပုံမြင်လေးလည်းမဟုတ်ပါနှစ်ယောက်သားသိချစ်လို့ကံကြမ္မာရဲ့ခွေးခဲ့တလားလီပြန်ဆုံးဝင်လေးပြည်တနာဝလီနှစ်ယောက်ပေါင်းမှတဘဝမှုဝါလီ
ချစ်ခဲ့တာအိမ်မလေးလည်းမဟုတ်တလို့ပုံမြင်တဲ့ဘုံလည်းမဟုတ်ပါကွာဝီးနေတာဘာကြောင့်လဲဖြေရှာလို့လည်းမရပါတကယ်မှနှစ်ယောက်သားချစ်တာတွေရှယ်ရီတွေလည်းသက်သည်ဝိုင်းလို့ရခွေတောင်းနှန်းကြီးလည်းသက်သည်ပါလေနန်းနဲ့ကိုချစ်ခဲ့ကြတာတွေပြန်မြေအောင်နိုင်လီရှယ်ရီပန်းပွင့်ခြင်းရှယ်ရီပြည့်ရအောင်မနှစ်ယောက်သားချစ်တွေ့ဖို့ရှယ်ရီပန်းကိုခုလို့ရေဂီတာထပ်ပန်းပြီးရဲ့စီမေချစ်တွေ့ဖို့နန်းလေးပြီးသူရေမြူရီကလည်းမိုင်းဝီတောင်းနှန်းများရဲ့ချမ်းလေးနန်းနဲ့ကိုပဲတော့မခွဲပါဘူးလို့သစ္စာဆိုတောင်းနှန်းကြီးကတီပါလေနှစ်ယောက်သားချစ်ခဲ့ကြတာတွေကိုတော့ဖြစ်တဲ့ကဝီကြပြီနန်းနဲ့ကိုသိချစ်ခဲ့တာအိမ်မလေးလည်းမဟုတ်ပါပုံမြင်လေးလည်းမဟုတ်ပါနှစ်ယောက်သားသိသိချစ်လို့ကံကြမ္မာရဲ့ခွေခဲ့တလားလီပြန်ဆုံးခွေလေးပြီးတနာဝလီနှစ်ယောက်ပေါင်းမှတဘဝမှုဝါလီချစ်တာဝင်းတော့မိဘတွေရဲ့မြတ်တာကိုနားလေသူသားကိုပို့လို့ချစ်တယ်သူသမီးကိုပို့လို့ချစ်တယ်စိတ်ညစ်အောင်မပြောကြနဲ့တော့မိဘနှစ်ပါးရဲ့ရှင်တွေမြတ်တာသားသမီးများပေါ်ချစ်ကအတူတူပဲရှိမလုံးကြီးနားလေကြစီရှိမလုံးကြီးတီးတဲ့ကြပါစီချစ်တာဝင်းတော့မိဘတွေရဲ့မြတ်တာကိုနားလေသူသားကိုပို့လို့ချစ်တယ်သူသမီးကိုပို့လို့ချစ်တယ်စိတ်ညစ်အောင်မပြောကြနဲ့တော့မိဘနှစ်ပါးရဲ့ရှင်တွေမြတ်တာသားသမီးများပေါ်ချစ်ကအတူတူပဲရှိမလုံးကြီးနားလေကြစီရှိမလုံးကြီးတီးတဲ့ကြပါစီကျွေးခဲ့တယ်လူချင်းနာရှိလို့တောင်းရင်အောင်မကြောက်အောင်စီညံပြီးတယ်တီတာကိုပို့လို့ချစ်တယ်ဒီသမီးကိုပို့လို့ချစ်တယ်မိဘနှစ်ပါးကမခွေရှာခဲ့ပါဘူးတချို့ဆိုစိတ်ဝမ်းခွေကမောင်နှမရှိမခေါ်နိုင်မပြောနိုင်တချို့ဆိုပြစ်ထားကြတယ်မိဘကိုရှိရဲ့လို့မထင်မိဘနှစ်ပါးကပါမှမဖြစ်ပါဘူးမင်းတို့လေးရောက်တာတဲ့ဆိုမင်းနော်ရှိရှိတော့မိဘနှစ်ပါးပေါ်သာသမီတွေတည်တတ်ပါစေရွှေဝခါလေးကိုင်းပြီးရှိ
စိတ်ရှမ်းတောင်းမြင်ထားကြဝနော်တူထုံစိတ်နဲ့ညီကိုမောင်နှမတွေတာဝီနိုမိဝါတွေ့ရဲ့မြစ်တာကိုနားလေသူသားကိုပို့လို့ချစ်တယ်သူသမီးကိုပို့လို့ချစ်တယ်စိတ်ညစ်အောင်မပြောကြနဲ့နော်မိမနှစ်ပါးရဲ့ရှင်တွင်မြစ်တာသားသမီးများပေါ်ချစ်ကအတူတူပဲချိန်မလွန်ခင်နားလေကြစီချိန်မလွန်ခင်တီးတဲ့ကြပါစီကျွေးခဲ့တယ်လူချင်းနာရှိလို့တောင်းရင်အောင်မကြောက်အောင်စီညံပြီးတယ်တီတာကိုပို့လို့ချစ်တယ်ဒီသမီးကိုပို့လို့ချစ်တယ်မိဘနှစ်ပါးကမခွေရှာသေးပါဘူးတချို့ဆိုစိတ်ဝမ်းခွေကမောင်နှမရှိမခေါ်နိုင်မပြောနိုင်တချို့ဆိုပြစ်ထားကြတယ်မိဘကိုရှိရဲ့လို့မထင်မိဘနှစ်ပါးကပါမှမဖြစ်ပါဘူးမင်းတို့လေးရောက်တာတဲ့ဆိုမေနော်ရှင်ရှိတော့မိဘနှစ်ပါးပေါ်သာသမီတွေတည်တတ်ပါစီရွှေဝခါလေးကိုင်းပြီးရှိတော့လေးပြီးပါကြွေးပါစိတ်ရှမ်းတောင်းမြင်ထားကြဝနော်တူထုံစိတ်နဲ့ညီကိုမောင်နှမတွေတော့ဖတော့မလို့ပါချစ်ဖို့ကောင်းတဲ့သူလေးတွေလောကကြီးမှာကြုံခဲ့ပါလေဥပမာလေးတစ်ခုငါပြောပြမယ်မိုးရာသီတပင်ကြီးနာလက်ကြပေါက်တဲ့ຫນွယ်ပင်လေးဟာငေလုံးတော့ဆရာလို့ခေါ်တပင်ကြီးကိုမိပြူလို့နာလို့လို့ရဲ့သူ့ကိုယ်ပေါ်လေးတက်ခိုင်းလိုက်တယ်မိုးရာဒီမကုံဆုံးသေးခင်တသွားလိုက်တာပင်ခေါင်းထိတ်နေပင်ထိတ်ရောက်ပဝင်ငါမြင်ပြီးလီယူရာသိမ့်သူဖြစ်လေ
ဆရာလို့ခေါ်တစ်ပင်ကြီးကိုမိပြူယူရဲ့တစ်ပင်ကြီးတနာလို့လို့ရဲ့သူ့ကိုယ်ပေါ်လေးတက်ခိုင်းလိုက်တယ်မိုးရာဒီမကုံဆုံးသေးရင်တတော်လိုက်တာပင်ခေါင်းထိတ်မေပင်ထိတ်ရောက်မဝင်ငါမြင်ပြီးလီယူရာတိမ်သူဖြစ်လေးပါရှိမှမြင်ကိုရောက်တယ်။ငွေလီကမီလို့သွားပြီးတပင်းကြီးတောင်းတင်ပြလို့ထင်တပင်းကြီးပြုံးပြလို့သာရှိမလိုက်တဲ့တိတ်တော်တဲ့ຫນွေဒီလိုဝဲညီလေးတို့ဤဘဝဆိုတာမိတိုင်းလည်းမကောင်းဘူးပေါ့နော်။တာပေါင်းညာစားများနေဘဝမိစတိုင်းမတွေ့ပြစီနေနော်တောက်တယ်ဖေးလေးရိုက်တယ်ချက်လေးတိုက်တာငါရဲ့ပြီးစားငါရဲ့ဝါဒနာစလိတ်တူနာကြညက်ခါကိုရလီကပါစတဲ့မလို့မကောင်းတာမနှမျှရှိဆုံးငါပါဒါကြောင့်မို့သေးဆွဲချစ်တယ်တောက်တယ်ဖေးလေးရိုက်တယ်ချက်လေးတိုက်တာငါရဲ့ပြီးစားငါရဲ့ဝါဒနာစလိတ်တူနာကြညက်ခါကိုရလီကပါစတဲ့မလို့မကောင်းတာမနှမျှရှိဆုံးငါပါဒါကြောင့်မို့သေးဆွဲချစ်တယ်စလိတ်တောက်လို့နှခမ်းလေးမဲလေသူလေးရဲ့ချစ်တယ်ကိုယ်စားလို့နှခမ်းလေးနီကိုရဲ့ကြည့်လို့လာတဲ့နှခမ်းရဲ့လေးကချစ်စရာလေးတဲ့ကျွန်တော်ဘာလို့သူကချစ်တာပဲမတန်နိုင်ဘူးလီငါကမေးလီဖေးရင်ရှိတဲ့ရကိုသူပြောတဲ့တမင်းချိုင်ဘူးမေရိုက်တာရိုက်တယ်နောက်ဆက်မတင်နေပြောတယ်နာကနှောင်းလေးပေါင်လို့ပြီးမိကိုအတွက်ဆိုညူညင်ဘူးတဲ့ရှိတာကုန်လုံးကုန်သွားပါစီတယ်ငါဘာလို့ယုံသူကချစ်တယ်မတန်နိုင်ဘူးလေငါကမေးလီတောက်တယ်ဖေးလေးရိုက်တယ်ချက်လေးတိုက်တာငါရဲ့ပြီးစားငါရဲ့ဝါဒနာစလိတ်တူနာကြညက်ခါကိုရလီကပါစတဲ့မလို့မကောင်းတာမနှမျှရှိဆုံးငါပါဒါကြောင့်မို့သေးဆွဲချစ်တယ်စလိတ်တောက်လို့နှခမ်းလေးမဲလေသူလေးရဲ့ချစ်တယ်ကိုယ်စားလို့နှခမ်းလေးနီကိုရဲ့ကြည့်လို့လာတဲ့နှခမ်းရဲ့လေးကချစ်စရာလေးတဲ့ကျွန်တော်ဘာလို့သူကချစ်တာပဲမတန်နိုင်ဘူးလီငါကမေးလီဖေးရင်ရှိတဲ့ရကိုသူပြောတဲ့တမင်းချိုင်ဘူးမေရိုက်တာရိုက်တယ်နောက်ဆက်မတင်နေပြောတယ်နာကနှောင်းလေးပေါင်လို့ပြီးမိကိုအတွက်ဆိုညူညင်ဘူးတဲ့ရှိတာကုန်လုံးကုန်သွားပါစီတယ်
ဘာလုံးလုံးသူကချစ်တယ်မတန်နိုင်ဘူး